တနေ့ကုန်ဖုန်းကြည့်ကွန်ပျူတာကြည့်လွန်းလို့မျက်စိတွေညောင်းကြပြီးအမြင်အာရုံတွေဝေဝါးနေပြီလားမျက်မှန်ခဏခဏလဲနေရတဲ့သူတွေအတွက်တဘာဝကပေးတဲ့ဈေးတစ်ခွက်အကြောင်းနဲ့အဲ့ဒီဈေးကိုအိမ်မာတင်အလွယ်တကူဘယ်လိုစိုက်မလဲဆိုတာပြောပြပေးသွားမယ်နော်နှစ်ဟင်းနုနွယ်ရဲ့မျက်စိအတွက်အကျိုးကျေးဇူး Health Point ဟင်းနုနွယ်မှာလူသိန်းနဲ့ဇီယန်တင်ဆိုတဲ့တက်တိုးဆန့်ကျင်ပစ္စည်းတွေကျွယ်ဝစွာပါဝင်ပါရဲ့ဒီဓာတ်တွေဟာဖုန်းနဲ့ကွန်ပျူတာကထွက်တဲ့ blue light အန်တီရဲကနေသင်မျက်စိကိုကာကွယ်ပေးတဲ့တဘာဝနေကမျက်မှန်လိုမျိုးအလုပ်လုပ်ပေးတာပါပုံမှန်စားပေးမယ်ဆိုရင်အသက်ကြီးလာလို့ဖြစ်တဲ့အမြင်အာရုံချို့ယွင်းမှုကိုပါတားဆီးပေးနိုင်ပါတယ်3အိမ်မာတင်အလွယ်တကူစိုက်ပျိုးနည်း home gardening ဒီလိုအကျိုးရှိတဲ့ဟင်းနုနွယ်ကိုဈေးမှာဝယ်စရာမလိုပဲအိမ်က veranda ဒါမှမဟုတ်ဘူးဝန်လေးတွေထဲမှာတင်အလွယ်တကူစိုက်လို့ရပါတယ်အဆင့်1မျိုးစေ့ဟင်းနုနွယ်မျိုးစေ့ကိုရေထဲမှာ9နာရီလောက်အရင်စိမ်ထားပါဒါဆိုရင်အပင်ပေါက်ပိုးမြင်ပါတယ်အဆင့်2မြေပြင်ချင်းအိုးထဲကိုမြေဆွေးနဲ့တိရွက်ချောက်လေးတွေရောထည့်ပါဟင်းနုနွယ်ဟာရေဝတ်တာကိုမကြိုက်လို့အောက်ကနေရေခွက်ပေါက်ပါဖို့တော့လိုမယ်နော်အဆင့်3စိုက်ပျိုးခြင်းမျိုးစေ့လေးတွေကိုမြေပေါ်ဖြူးပြီးမြေပါပါလီပြန်အုပ်ပေးပါနေရောင်ကြီးအထင်းရတဲ့နေရာမှာထားပြီးတနည်းတစ်ချိန်ရေမှန်မှန်လောင်းပေးရင်နှစ်ပတ်အတွင်းမှာတင်အပင်လေးတွေဝေစားလာမှာပါဟင်းနုနွယ်ကိုချက်စားတဲ့အခါအာဟာရဓာတ်တွေမဆုံးရှုံးသွားအောင်အကြာကြီးမချက်ပဲရေနွေးဖြော်ယုံလောက်ပဲစားဖို့အကြံပြုချင်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းနုနွယ်ကိုအိမ်မှာပဲစိုက်စားပြီးတင်းရဲ့အဖိုးတန်တဲ့မျက်စိကိုကာကွယ်လိုက်ပါနောက်ထပ်လည်းအခုလိုကျန်းမာရေးနဲ့နီးပညာဘူးတုတာတွေသိရဖို့ channel ကို subscribe လုပ်ထားအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်